Hello အားလုံးပဲမင်္ဂလာပါကဲမနေ့က29ရက်မှာမတက်တော့ဆွဲကြိုးတကုံးရင်ရွှေကလစ်တစ်ချောင်းလက်ဆောင်နဲ့เนาะပြီးရင်ဗာလေးတွေကိုအထူးချော့တင်နေပေးမလဲဆိုရင် 80k တွေเนาะ 80k တွေပါမယ် 80k ဆိုရင်3ရွာလေးစားရမယ်နှရောင်းလေးဆိုရင်လုံးဝအရော့ရက်မှာပါလက်ခလေးတွေနဲ့เนาะနဖူးလေးတွေရောင်းပေးမှာအသေးလေးတွေကျဲလေးတွေပြီးရင်ဗာလေးလက်တို့တမယာချမ်းလေးတွေပေါ့เนาะအဲ့လိုမျိုးလေးတွေရောင်းပေးမှာဖြစ်ပါတယ်အဲ့ဒါလေးကလုံးဝနှရောင်းလေးရမှာလက်ခမှာเนาะ1000ခွဲပဲရော့ရက်လုံးဝမြူတန်ချိုးလေးတွေဆိုလဲ73သိန်းဝန်းကျင်ရရှိရရှင်နောက်ခါကျရင်မတက်တော့ 80k ကတော့2သိန်းကျော်ပေါ့နော်ရွှေအခောက်လေးတွေဆိုလဲအလုံးလေးစုကျင်တဲ့သူတွေဆိုရင်အပြင်မှာပေါက်သေး3000ခွဲလောက်ရှိပေါ့နော်2000ခွဲနဲ့ပဲဒါမတက်တော့ရောင်းချပေးထားဖြစ်ပါတယ်ရှင်စိတ်နဲ့ကလည်း GI ရောကိုရီးယားရောအကုန်ရှိတယ်ပေါ့နော်ပြီးရင်ဘောလုံးပတ်ရှာလဲဆွဲကြွေဆိုရင်မတက်တော့ကဘာနဲ့လုပ်ပေးထားလဲဆိုရင်ပဒိန်ဈေးနဲ့ပဲလုပ်ပေးထားပါတယ်ရှင်အရော့မပါတဲ့ပစ္စည်းလည်းအများကြီးရှိအောင်မလို့နေ့ပြန်29ရက်နေ့မှာမုံ3ဆောင်ရင်းနဲ့မုံလေးစားစရာတောက်စရာ3ဆောင်ရင်းနဲ့စိုင်ကို9နာရီမှာရောက်လာခဲ့ပါပေါ့နော်9နာရီကနေစပြီးတော့ရောင်းချပေးတော့မှာဖြစ်ပါတယ်တခြားဟိုပါပေါ့အမှုပညာရှင်တွေလည်းဖိတ်ထားပါတယ်ရှင်မောင်လေးဟိတ်သူအောင်တို့ heavy ဖြိုးတို့နဲ့မတ်တက်တို့ဒီမှာ TikTok တွေရိုက်ရှင်မဲတွေဖောက်ပေးခြင်းเนาะရွှေကလေးမဲတွေပေါ့နော်ရွှေကလေးမဲတွေလည်းအမှုပညာရှင်တွေကဖောက်ပေးတော့အောင်မယ်ပြီးရင်ဆွဲကြတကုန်းရင်ရွှေကလေးလက်ဆောင်လည်းပေးအောင်မယ်လာတဲ့ဧည့်သည်တွေနဲ့လည်းတက်တော်တွေရိုက်ပြီးတော့ခါကြတော့ဓာတ်ပုံတွေအမှတ်တရဖြစ်ရိုက်ပေးသွားမှာမို့လို့ဆိုင်မှာလာရောက်ပြီးအပေးဖို့ဖိတ်ခေါ်ပါတယ်ရှင့်ကဲပစ္စည်းလေးတွေပရက်လေးတွေပြပေးမယ်နော်โอเคကဲဒီမှာနီလာလေးဆိုခဏပေး40နဲ့ပဲပေးထားတယ်နီလာအစ်စ်ပေါ့နော်အပေါ်ကတော့ပရက်လေးပါဒါပရက်လေးပါပွက်တက်ပရက်အလှပွဲတွေရှိရဆိုရင်ပရက်တွေကိုအော်လာမှလို့ရပါတယ်ဒီလိုပရက်ကိတ်ကြီးတွေလည်းရှိပါတယ်ရှင့်နောက်ခါကျဒီလိုပရက်လေးတွေရှိရပေါ့နော်နောက်ခါကျရင်ဒါစပယ်ဘူးကျိုးလေးတွေနောက်ခါကျတောင်းမီကျိုးလေးတွေနောက်ခါကျရင်ဒီလိုမျိုးတစ်ချက်ကိုကိတ်ကြီးတွေနောက်ခါကျရင်ဒီမှာတစ်ချက်ဆွန်းနဲ့ဘောလုံးဆွဲကြိုးကြီးတွေဒါတစ်ချက်လေးရှိရငမ်းမှုရှိရနော်နောက်က6ပဲသားရှိရနောက်ခါကျရင်ဒီမှာပွင့်မှုလားဆွဲကြိုးလေးတွေနောက်ခါကျရင်ဒါဝုံမုံရှိဆွဲတဲ့ဆွဲကြိုးလေးတွေအတွင်းထဲမှာဆိုနည်းနည်းတော့မောင်နေတောင်းမီကြိုးတွေပလင်းဆွဲကြိုးတွေဒါဆိုလဲဒါတစ်ချက်သားလေးကြီးပဲပေါ့နော်ဒါတစ်ချက်ကိုအကျစ်ရှိတယ်မကျစ်တစ်ချက်ရှိရပေါ့နော်ကဲနောက်ခါကျရင်ဒါလေးကတော့ PT လေးတွေဒါလေးရဲ့ဆိုရင်စိန်9ပွင့်တဲ့ကြိုးလေးဆိုအရန်လှတော့ပဲနော်ကဲဒီလိုကိတ်လေးတွေဒါမျိုးလေးတွေပေါ့နော်အဓိကကတော့မတက်တော့ဒီမှာပါဒါတွေကိုအဓိက online ပေါ်ကနေရောင်းချပေးရဖြစ်တဲ့အတွက်ဒါလေးဆိုရင်မတက်တော့6သိန်းလောက်နဲ့ရပါဖြစ်ပါတယ်ဒါ6သိန်းပါရှင် PT ကျိုးအဖြူလေးလည်းရှိရဲဒီဆွဲကျိုးလေးဆိုရင်ကျမတို့က16သိန်း8000လောက်နဲ့ရမှာဖြစ်ပါတယ်ဒါလေးဆိုရင်တိုင်ကျိုးလေး10သိန်းဝန်းကျင်ဒီမှာ melody ဆွဲကျိုးတွေဆိုအပြားလေးတွေဈေးလေးဆိုတာ18သိန်းဝန်းကျင်လောက်ပဲရှိရဲဒါလေးဆိုလည်း20ကျော်လောက်ပဲရှိတယ်ပေါ့နော်ဒါကတော့တန်ကျိုးဆွဲကျိုးတွေပေါ့နော်တန်ကျိုးဆွဲကျိုးတွေကတော့ရှိရဲဒီမှာတဲလေးတို့ကြိုက်တော့ရွှေပိုင်ကျိုးတွေနောက်ခါကျရင်ဒီမှာပါနော်ရွှေလုံးကျိုးလေးတွေဒီမှာ PT ကျိုး 80k ကျိုးဒါလေးဆို9သိန်း6သိန်းဒါလေးဆိုရင်4သိန်းကျော်နောက်ခါကျဘရက်လေးတွေဒါ4သိန်းကျော်5သိန်းကျော်နော်5သိန်းကျော်ဒါလေးဆို5သိန်း1000ဒါလေးဆို16သိန်း8000ဒါလေး16သိန်း8000နောက်ကဘလင်းကျိုးလေးဆို10ကျော်နဲ့ရမယ်ဒါလေးဘလင်းလေးက5သိန်း1000တန်လည်းရှိတယ်ပေါ့နော်နောက်ခါကျရင်ဒီမှာဘလင်းလေးတွေနော်4သိန်း2000ဒါဆိုရင်လေရွှေဘော်လုံးဆွဲကြိုးလေးတွေဒီမှာအုံးလီမီတဲ့အုံးလီမီကြိုးလေးအိုးလှနေရောနောက်ခါကျရင်ရွှေဘော်လုံးဆွဲကြိုးတွေဒီမှာအတွင်းထဲဆိုတော့နည်းနည်းမောင်နေရနော်အတွင်းထဲကတော့နည်းနည်းမောင်တဲ့ကြော်ကြိုးတွေပလင်းကြိုးတွေနောက်ခါဖတ်ထုတ်ကြိုးတွေနောက်ခါတဲလီကြီးအောင်ဒီမှာဖတ်ထုတ်တွေအုံးဆန်ကြိုးတွေဒါလေးတွေကိုမတက်တော့စူတက်ထုတ်ရွှေတိုင်းမှာလာရောက်အပေးလို့ရပါတယ်